ဒီဥတို့ကအခုလိုအေးမြလာရဲ့စောင်းရာသီကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ဒီအချက်၄ချက်ပြဿနာ၄ချက်ကိုအမြဲတမ်းခေါင်းထဲမှာရှိတဲ့နေပထမဦးဆုံးနံပါတ်1ချက်ကကျွန်တော်အရေးပြားပြဿနာတွေအရေးပြားတွေ6တဲ့နှင်းကူဖြစ်တဲ့သူတွေမှာဆိုရင်ဒီလိုမျိုးစောင်းတွေအေးတဲ့အချိန်အပြင်မှာစိုးထိုင်းအားကြတဲ့အချိန်မှာဆိုရင်ဒီလိုမျိုးယောဂတွေကပိုဆိုးတတ်တယ်ဒါမှမဟုတ်နှင်းကူတွေဆိုရင်ကျွန်တော်တို့ကိုယ်တုံးက2ခုပဲပေါ့လေအဓိကအယောင်ကြစီ steroid ပါတဲ့ cream တွေလိမ့်ရတယ်နောက်တစ်ခုကအရေးပြားစိုးထိုင်းအောင် moisturizer ပါတဲ့ဟာတွေလိုက်ပြီးမှလိမ့်ရမျိုးရှိတယ်အဓိကအရေးပြား6ထဲစိုးထိုင်းမှုအားနေတယ်ဆိုရင်နှင်းကူတွေကပို့ပြီးမှဆိုးတတ်တယ်ဒါကြောင့်မို့ဒီလိုမျိုးအေးမြလာရဲ့ဆောင်းရာသီမှာနှင်းကူတွေမဖောက်ဖို့အတွက်အဓိက moisturizer ပါတဲ့ cream တစ်မျိုးမျိုးကိုရွေးပြီးမှလိမ့်တဲ့နောက်တစ်ခုကအရေးပြားကြီး6တွေ့ရတာရေဓာတ်အားနေဖြစ်တတ်တယ်။ဒါမှမဟုတ်စောင်းရဲဆိုရင်ကျွန်တော်ညအချိန်မှာလည်းအေးရင်လေဒီလိုမျိုးရှူထပေါက်တဲ့အိမ်သာထတော့လူတွေကပြင်းကြတယ်။အဲ့လိုပြင်းကြရတယ်ညီရေတောက်လဲနဲလာကြတယ်။ရေတောက်နဲတော့ဒီလိုမျိုးနှင်းကူဖြစ်တာတွေအရေးပြား6တွေ့ပြီးတော့အရေးပြားအကွဲအရာတွေကပို့ပြီးမှဆိုတတ်တယ်။ဒါကြောင့်မို့ရေကိုအနည်းဆုံး2ဘူးခွဲရတော့စူးစမ်းပြီးမှဒီလိုမျိုးစောင်းရာသီမှာသိချတောက်တင်တယ်ပေါ့လေ။ပထမဦးဆုံးကအရေးပြားပြဿနာနောက်ထပ်နံပါတ်1အချက်ကအဆင့်မြစ်တွေကြိုက်ခဲတဲ့ယောဂတွေဥမာခေါက်ယောဂတွေသွေးလေးဘက်နာအဆင့်မြစ်တိတိတွေကြိုက်တဲ့လူတွေဆိုရင်လူမျိုးရာသီဥတုအေးတဲ့အချိန်မှာဆိုရင်ပို့ပြီးမှဆိုးတတ်တယ်။ခေါက်သမားတွေဆိုသိမှာပဲလူရာသီဥတုအေးတယ်ပန်ကာလေးအဲယာကွန်းလေးခံမိရဆိုရင်ကျွန်တော်ကခြေအောင်လေးရာလွတ်နေကြတာလေအဲ့လိုလွတ်နေတဲ့ခြေအောင်လေးတွေမှာဒီ crystal လို့ခေါ်တဲ့ uric acid အဆိုင်ခဲတွေရာတော့ပြီးမှစုရင်ခေါက်ယောဂတွေလေးဘက်နာတွေရဒီလိုမျိုးအေးရရာသီဥတုတွေစောင်းလွှင့်နေမှာဆိုရင်ပို့ပြီးမှနာတတ်တယ်။ဒါကြောင့်မို့အဲ့လိုလူနာတွေဆိုရင်စောင်းရာသီမှာနွေးနွေးထွေးထွေးနေဖို့အတွက်ကြိုးစားရမယ်။နောက်ထပ်နံပါတ်3အချက်ကရာသီတုပ်ကွေးပေါ့ဗျာ။ဒီလိုမျိုးအေးမိရဲ့ရေထိုးမားသွားတယ်ညအချိန်မှာပဒင်းပေါက်တွေဖွင့်ပြီးတော့လေတိုက်ခံမိရဲ့ဆိုရင်လည်းဒီလိုမျိုးအဆုတ်နဲ့ပတ်သက်တဲ့တုပ်ကွေးယောဂါတွေကဒီလိုမျိုးအချိန်မှာထတတ်တယ်နာစီချောင်းဆိုးရရင်တွဲတတ်တယ်။ဒါကြောင့်မို့နွေးနွေးထွေးထွေးနေဖို့ကြိုးစားရမယ်ပဒင်းပေါက်တွေတေချာလေးပိတ်ပြီးမှအိပ်ရမယ်ပန်ကာကတော့ဖွင့်မယ်ဆိုရင်ရှော့ပြီးမှဖွင့်ပေါ့လေနံပါတ်3ချက်ကတုပ်ကွေးနောက်ဆုံးနံပါတ်4အချက်ကဘာလဲဆိုရင်ကျွန်တော်တို့အဆုတ်နဲ့လေပြွန်ယောဂါတွေပန်းနိုင်ကျသမားတွေအဆုတ်လေပြွန်ကျင်းတဲ့ယောဂါတွေမှာဆိုရင်တို့ရာသီဥတုအေးရဲ့အချိန်မှာဆိုရင်အဓိကကနေ physical သဘောတရားပဲပူရင်ပွားတယ်အေးရင်ကြုံတယ်အဲ့လိုမျိုးပဲရာသီဥတုအေးရဲ့အချိန်မှာဆိုရင်ဒီအဆုတ်လေပြွန်လေးကျင်းရင်လည်းကျွန်တော်ပန်းနိုင်ချက်တွေနာတာရှည်အဆုတ်ရောင်တဲ့သူတွေမှာဆိုရင်ဒီလိုမျိုးအချိန်မှာပို့ပြီးမှဆိုးတတ်တယ်ဒါကြောင့်မို့အေးမိမခံနဲ့ရေခဲရေအေးတဲ့ဟာတွေတနင်္လာနေ့ရှောင်းရမယ်ဗနေမောက်တွေကိုလည်းပိတ်ပြီးမှအိပ်ရမယ်ပေါ့လေနောက်တစ်ချက်မှာချင်းနံပါတ်5အချက်က depression သမားရယ် depression ဆိုတာစိတ်ကြယောဂဖြစ်တဲ့သူတွေမှာဆိုရင်လုံးဝရာသီဥတုအေးတဲ့အချိန်ထုံမှိုင်းနေတဲ့အချိန်မှာဆိုရင်စိတ်ကြတဲ့ယောဂတွေရှိတဲ့သူတွေ seasonal affective disorder ခေါ်တာပေါ့လေနိုင်ငံခြားမှာဆိုရင်seasonal affective ဆိုတာလုံးဝစောင်းတွင်းတို့အေးရရာသီဥတုမှာဆိုရင်ဒီစိတ်အားငယ်တဲ့သူတွေဒီစိတ်ကြလိုရဲ့ယောဂတွေကပိုပြီးမှစိုးတတ်တယ်ဒါကြောင့်မို့ဒီလိုမျိုးရာသီဥတုမှာစိတ်ပျော်ရွှင်မဲ့အရာတွေရွေးပြီးမှလုပ်ပေါ့ဗျာငကိုကလည်းငကိုတက်ခံရတဲ့စိတ်ကြအခန်းရှိရရာသီဥတုတွေထိုင်းမိုင်းနေသူစိတ်ကြယောဂပို့ပြီးမှဆိုးတယ်ဒါကြောင့်မို့ကိုဝါသနာပါတဲ့အလုပ်တစ်ခုကိုစူးစမ်းပြီးလုပ်ရမယ်ပျော်ရွှင်တဲ့အရာတွေကိုပဲစဉ်းစားရမယ်တငယ်ချင်းအပေါင်းအသင်းတွေမိသားစုတွေနဲ့အပြင်မချခဏထွက်လဲပေးရမျိုးကြီးလုပ်ရမယ်အဓိက5ချက်ပေါ့ဗျာခုပြောချင်တဲ့အဓိပ္ပာယ်နံပါတ်1ချက်ကအရေးပြပြဿနာတွေဂရုစိုက်ရမယ်နံပါတ်2ချက်ကအဆင့်မြင့်နာတာရောင်းတာတွဲတဲ့ယောဂတွေဂရုစိုက်ရမယ်နံပါတ်3ကတုပ်ကွေးမဖြစ်အောင်ဂရုစိုက်ရမယ်နံပါတ်4ချက်ကပန်းနိုင်ချက်အစုပ်လေးပြုံရောင်မှုရဲ့လူနာတွေအေးမိမခံရအောင်ကြိုးစားမယ်နောက်ဆုံးနံပါတ်5အချက်ကဒီစိတ်ကြယောဂတွေလည်းအထူးဂရုပြုတဲ့အချိန်ဖြစ်ပါတယ်